တယ်မဆရာတရားမလာဘူးမပြောနဲ့ဒီလိုသဘောမဟုတ်ဘူး ဒီဗီဒီယိုထဲမှာမြင်တွေ့ခဲ့ရတာကတော့တရားဟောပြမယ်ဆရာတော်ဖရာကိုတရားနာပိဋကထဲကဒကမတယောက်ကနေပြီးတော့နင်လားငါလားရန်တွေ့နေတာဖြစ်ပါတယ်ဒီပြဿနာရဲ့အကြောင်းရင်းဟာဘာလဲဆိုတာကိုဗီဒီယိုလေးကြည့်ပြီးတော့ ရှ िख ိုးတော့ဖရာတော့ရှ िख ိုးနာဟန်ကောင်ရှ िख ိုးနာသူတော်ကောင်းပဲမပါဘူးအဘတပည့်တော်လေးမောင်းထုတ်လိုက်တယ်ဖရာเจ้าမရနေပြီးတော့မောင်းထုတ်လိုက်တော့သူများအိမ်မှာငမကိုစေးသွားခုတာအဲ့ဒါပတ်စံ2000ပေးပြီးတော့သူများအိမ်မှာ10ရက်လောက်တဲခိုးပြီးရဖရာเจ้าထဲမှာတော့တဲရဆိုတော့ကို့မှာဟုတ်လားပတ်စံမပေါ်လို့အလကားရလို့သွားတဲရတာစေးဖို့သွားတာတိုင်းနဲ့ဝမ်းနေပြီးငိုလိုက်တာချလိုက်လို့ဦးကျော်လေးတရုတ်လေးတပည့်တော်ခေါင်းလေးသူ့လဝါးဆောင်နဲ့ဖြတ်ရက်ခြေထောက်တွေနဲ့ကံမြက်ခွက်တွေဆုပ်ဆရာတော်ပြောဆရာတော်ဝီကျဲလို့ပြောမှာဆရာတော်မကြုံလို့တော့ဘူးနော် ဟိုဟာကြီးဆွဲနေလို့ဖြစ်တာ哦မကောင်းတာတွေဆွဲတဲ့အတိုင်းဖြစ်အဲ့ဆွဲမပြုတ်ပြရတော့နောက်တိုင်းဖြစ်ဦးမှာပဲ အဘတပည့်တော်ကတော့မဖဲချာကိုယ်နိုင်ငံမှာလည်းအကောင်းဆုံးရှိတယ်သိတယ်ဒါပေမဲ့တပည့်တော်လွတ်အောင်ရှောင်တယ်အကောင်းဆုံးဆိုတဲ့တမတ်ချက်နောက်ကိုတပည့်တော်ဟုတ်လားလွတ်အောင်နေမယ်ကောင်းတဲ့နေရာမှာလည်းမနေစိုးတဲ့လူနဲ့လည်းပတ်သက်ကောင်းတဲ့လူနဲ့လည်းပတ်သက်လွတ်သွားတဲ့နေရာမှာပဲနေတော့မယ်ကိုအောင်တော့မယ်လို့မိယာတီယာတွေရှာမနေတော့ဘူး ဟိုလေသူလောက်တယ်လို့မယူနဲ့လေကိုလောက်ခဲ့လို့ကိုခံရတာအဲ့လိုမှအကျွေးကြည့်မှာပေါ့ ပြစ္ဆုတ်ပါစိတ် ကိုလည်းလောက်ခဲ့တယ်သူကအခုလောက်တယ် လုံးမအောင်ကြတော့ လောက်တဲ့လူကပြန်ခံရမယ် wait 5 minutes ပြစ္ဆုတ်ပါစိတ်ရုံမအောင်လက်ခံတာလို့အဲ့လိုဂျားပြက်စိတ်တော်ထားတွေကိုလက်ခံတာလို့ကိုလောက်ခဲ့တာလည်းပါမယ်ကိုတော်ညာလည်းပြစ္ဆုတ်ပါစိတ်ရုံမအောင်ဆရာတော်လက်ခံတာသူတို့လောက်ခဲ့တဲ့ပြစ္ဆုတ်ပါစိတ်ရုံမအောင် ဟောကန်စီမံတာကိုဖျားတော်တားမရဘူးလေ သနာပြုတ်ခရီးစဉ် ကိုလောက်ခဲ့မှတော့ကိုပြန်ခံရမှာပေါ့အဲ့ဒါမခံနိုင်တာပြဿနာလေ ဆရာတော်ရဲ့သာသနာပြုခရီးစဉ်မှာတပည့်တော်ကိုဘယ်သူမှလက်မခံနိုင်တဲ့ကိစ္စကိုဆရာတော်ထည့်သွင်းပြီးတော့စဉ်းစားဖို့မလိုဘူးလားလို့ ဆရာတော်လို့တော့လေဒါလက်ခံတဲ့လူရှိတယ်လက်မခံတဲ့လူရှိတာပဲလေအဲလက်မခံတာနဲ့မလုပ်တော့ဘူးဆိုရင်ဒါကို့အမှားပေါ့ ဆရာတော်ကောင်းတဲ့ဆိုပေမဲ့ဆရာတော်တပည့်တော်ခရီးဆိုင်နိုင်တယ်အခုလိုမျိုးဆရာတော်တပည့်တော်ဘာဖြစ်နေလို့ဆိုတဲ့ကိစ္စတွေကိုတပည့်တော်ဟဲ့လားတင်ပြခွင့်ဆရာတော်စီမှာကြားခဲ့ဘူးလား ခုလည်းတင်ပြနေရမယ်မလားဒီလိုပဲပြောနေရမယ်လေ ကြားခဲ့မှဆရာတော်လည်းတပည့်တော်ဆုံးသတ်မှုရမှာဘာဖြစ်နေလဲဒီလောက်တဲ့အခြေအနေကိုပေါ်ပြနိုင်တဲ့ဆွမ်းအားကိုမှရှိရတယ်ပြောခွင့်ရှိတာလို့ ဟိုတိတယ်ပြောဒီလူတိုင်းကဒီလိုခံကိုတယောက်တည်းမဟုတ်ဘူးပြီးတော့ဆရာကတရားနဲ့ဆောက်ရှောက်တာ တရားလုပ်တယ်ဆိုတာ ကာယကံနဲ့မဟုတ်ဘူး ကိစ္စလေးနားလည်မှုဆိုတာငြင်းချမ်းရေးဆိုတာဒီလိုနေရာမှာအများစုရှိနေရမှာအခုကလူပုံလူရွာတော်မှာတာယာသေးတယ်ဒီမှာဘာဖြစ်နေတာလဲလို့ဒီမှာတိုက်ခိုက်နေတာနှောက်ယှက်နေ တကဘာလုံးတနိုင်ငံလုံးတိုက်ခိုက်နေတာနှောက်ယှက်နေတာလေကွာလေးလာကြည့်ပါအောင်ဒီနေရာပဲဖြစ်ရင်တော့ကိစ္စမရှိဘူးပေါ့အများမှာဖြစ်လို့ဒီမှာဖြစ်တာအများမှာဖြစ်တဲ့လောက်ရတွေကဒီကိုကူးဆက်လာတာ လောက်ရကန်ပြောရင်ဆိုရင်လို့ကိုအရေးချင်းတူတဲ့လူတွေကိုရဲ့အရေးတွေးတွေကဖရားရဲ့အဆုံးအမလိုက်ညာနေအရေးချင်းတူနေတဲ့လူတွေမဟုတ်ဘူးလားလို့ဒီဝက်ကအရေးချင်းတူနေတဲ့သဘောကိုစောင့်နေတာမဟုတ်ဘူးလားလို့သူ့ရဲ့စိတ်သဘောကကိုယ့်ရဲ့စိတ်သဘောလားလေအလိုက်ထိုက်တူနေအောင်တစ်ခါတည်းကြောက်ဖို့ဆိုနေတာမဟုတ်ဘူးဖရားရဲ့အဆုံးအမသူလိုက်နာကိုလိုက်နာပြီးသွားနေပြီသူစိတ်နဲ့ကိုယ်စိတ်နဲ့တစ်ခါတည်းကြောက်ဖို့ကိုကြိုးစားနေတာမဟုတ်ဘူး ကိုရင်လိုက်နာလိုက်ပါလားကိုကမလိုက်နာလို့မလိုက်နာတဲ့လူချင်းတွေ့တာပေါ့ ကိုလိုက်နာနေတော့ကိုယ်စိတ်နဲ့ကိုယ်အေးချမ်းအောင်နေတယ်လေကိုယ်နောက်ရှက်နေတယ်ဆိုရင်သူ့စိတ်ကိုကိုယ်ကဘယ်လိုပေးဆက်နိုင်လဲလို့အဲ့တော့ခံဒီဝါဒီဆိုတာလက်ကုန်ခံတော့ဘူး နောက်ချက်တယ်ဆိုတာအတိတ်ကကိုနောက်ချက်ခဲ့တဲ့ကံလေအခုဒါက ဟိုကအဲ့လိုမျိုးစိတ်ပန်နိုင်ပေါင်းလားလို့အဲ့ကောင်ပဲပုံချညမ်းစေရောက်သွားပြီလေဆိုလိုချင်တာအခုလက်ရှိ ဒီလိုနားလေတာညံမော အခုလက်ရှိပြစ္ဆုတ်ကမှာကိုညံကိုရဲ့လုံရဲ့နဲ့ကိုရဲ့အပြုကိုရဲ့စိတ်သဘောထားရဲ့တစ်ဖက်ကနားလည်နေတာပဲသူကမကောင်းတာလေကိုအမြဲတမ်းဒုက္ခပေးနေမယ်ဆိုကိုကလည်းအမြဲတမ်းပဲပေးဆက်နိုင်တယ်လို့ဘာကြောင့်ဖရားတော်မှာတတိတော်စာပေပရိယတိတွေလေ့လာထားတယ်နောက်ဆုံးဒုက္ခတွေမခံနိုင်တဲ့လို့တော်ရက်ဖို့ဝင်သွားတယ်ဟာလားကျန်ဟိုဆေးရလုံကျပြုစုရဲဆိုတာတော့မှဒါကာရကတွေရှိတယ်ဖတ်စီလေ့လာနောက်ဆုံးဖရားတော်မပေးဆက်နိုင်တော့လူတွေရဲ့ ဟုတ်တခါတလေပါအများအားမဟုတ်ပါဘူးအများအားထွက်ရှောင်လာတာမဟုတ် ထိုင်ရင်လည်းဒုက္ခထိုင်ရင်လည်းဒုက္ခစားရင်လည်းဒုက္ခအိတ်နေလည်းဒုက္ခပေးဆက်နေတာလေဒါဆိုရင်လို့ကိုကရှောင်ဖို့ဆိုရင်ကိုအိမ်ရာကိုကိုကပြေးသွားတာဆရာတော့ပြောပြရလားဒီလိုလုပ်နိုင်တဲ့စွမ်းအားကိုဒီအဝတ်တင်နေဆိုကိုပါဖြစ်သွားတယ်
ကိုဘက်ကဒီကတော့ ဒါအားလုံးဒီမှာဒီလိုပဲလုပ်ရတာပဲလေကိုတယောက်တည်းတိုက်ခိုက်ခံရတာမဟုတ် ဖြစ်ချက်ပေါ့နော် ဖះတော်မှတိုက်ခိုက်ခံရတာမဟုတ်လားဖះမဖြစ်ခင်အထိဖះဖြစ်ပြီးတော့လည်းတိုက်ခိုက်ခံရတာ အနေနဲ့တခုပြောတယ်ကိုစိတ်ထဲကဟုတ်လားကိုသိတဲ့အသိဉာဏ်ကိုကိုပြောလာနိုင်ဖို့အခြေအနေတစ်ခုရှိမိတို့ကဒုက္ခတွင်းနေတယ်ဆိုကျုပ်ကလည်းဘာဖြစ်သွားတယ်သိလားဒီကတော့ပြောမပြနိုင်တဲ့အသိဉာဏ်ထူးတွေမိတို့လက်စားချေတက်တဲ့ဘယ်လိုခေါ်မလဲလက်စားချေဖို့အတွက်မချေမတ်တဲ့မကောင်းတဲ့စိတ်တွေပေါ့လူလည်းအောက်မှာသူ့ဘာသူအော်တိုရလာလိမ့်မယ်နော်တတိတော့အော်တိုဝင်လာလိမ့်မယ်တတိတော့လုံးမလို့ဒီလိုကကျုပ်ရဲ့စိတ်သဘောထားတယ်တတိတော့ပြောလိုက်မယ်ဆရာတော်ဗျာတတိတော့အမိမတက်ဘာကောင်းတဲ့ဆိုတော့အတက်မခံဘူးလို့အတက်မခံ အားလုံးအတူတူပဲအားလုံး အတက်မခံလို့တတိတော့ ဘယ်သူမှမကောင်းဘယ်သူမှမကောင်း အမိမတက်ဘူးတတိတော့ ကိုလည်းမကောင်းသူလည်းမကောင်း အမိမတက်ဘူးစွာမီကြီးဆိုပြီးသွားတယ်တသားတယ်ပဲခေါင်းသားနေလို့လည်းနေလို့ရတယ်ကြည်လို့လည်းနေလို့ရတယ်အမိတက်လိုက်တာနဲ့အမြင့်ပေါ်ရောက်သွားတယ်တုံးချခိုင်းဆောင်နဲ့ဘဝကိုလက်မခံဘူးလို့ဒီတော့ဘဝအဲ့လိုဖြစ်နေလို့နေအောင်ညအောင်အားနေလားလို့ဟမ်ဒီရောတော့ကျစ်စာဆိုတာချမ်းသာပါပြီလို့ဆေးရခံဖို့မလိုတော့ဘူးလို့အနတ္တဆိုတာသူ့ရဲ့ကိုယ်ပိုင်သူ့ရဲ့လွတ်လပ်မှုနဲ့သူ့သဘောလွတ်လပ်နဲ့ဘဝနေတတ်သွားတာလို့ ပြန်ဟောင်းဒီနေ့ခွေးတာမဆရာတရား မလာဘူးမကြွနဲ့ခေတော့သဘောမဟုတ်ဘူး လာလာဆရာတရား သူ့ဘဝတိတ်လေးရနေပြီတိတ်ဆုံးရှုံးနေပြီတိတ်အောင်ရောက်နေပြီ ခဏမခဏလူတော့ပြီးသွားလိမ့်မယ် ခံစားချက်တွေပေါ်ထုတ်ဖို့ ပြေးပြေးပြောပြေးပြော ပြေး ကော တော့ င်းပြီအဲ့ဒါလက်ခံတယ် ပြောပြော ကောင်းပြီအဲ့ဒါလိုပြောရင်ကြဲကြဲတိတ်နေမှုမွေပြောအဲ့လိုပြောရင်နားထောင်မယ်ဟာ ပြေးရောက်တော့ဘယ်တော့လာညီပဲနော် အာမပါနဲ့စကားစိတ်လျှော့တတိကအဲ့လိုတတိပဲအဲ့ဒါဆိုကြောက်လေအနန္တကျေးဇူးရှင်မယ် ဟုတ်ပြီဟုတ်ပြီ အာမပါနဲ့စိတ်လျှော့တတိကဘာဦးကြောတန်ပြောသူလက်ခံတယ် ချော်ချော်ဥပမာစိတ်ချော်နော်အဲ လျှော့ မောနေရေးပါတက်လာရေးပါတက်လာညောင်ဆရာတရားဟောနားတော့လား ဒါဒီအိန္ဒိယမှာနေကိုမလိုက်ဘူးတဲ့အဲ့ဒါတွေကကျုပ်ညံမှာကိုမွေးကိုပွက်ထိထိလေးလေးရှင်းရှင်းလေးလေးမြင်သွားပြီဆိုတော့ဆရာတော်စကားပြည့်တဲ့ကျုပ်ကနားလည်နိုင်တဲ့စွမ်းအားတွေတိတ်ကွဲထုတ်ဖို့မလို့တန်းပြီးတော့လက်ခံလို့နှလုံးသားမှာရဲနေတယ်ဆိုတာကိုထင်ရှားအောင်ထုတ်ဖို့ပြောနေတာလို့သဘောပေါက်လားလို့ကျုပ်ကလည်းရှေ့အသိဉာဏ်ချစ်နေတယ်ဆိုတာအဲ့ဒါပဲလို့ကျုပ်အရေးချစ်တာအိန္ဒိယလို့ဆရာတော်နောက်မှာ ချိန်တော့ရမှာဒီနေ့ကအရေးကြီးမရှိ သူကအဲ့လိုနည်းနည်းလေးပောက်ကွဲလိုက်ရမှနဲ့ချိန်နေတော့မပောက်ကွဲရရင်လည်း ဆရာတော်ကနောက်မှာလို့နောက်မှာကျေးဇူးရှင်လို့ကျေးဇူးရှင်နောက်မှာလို့အရင်ကျေးဇူးရှင်ကဘယ်လိုလဲသိလား ရရနော် အဲ့ဒီကိုတော်ကဆရာတော်ကတိတ်ကိုခေါ်ထား ရရစုတူဆရာလေးထင်းနေမွေးတယ် မှန်လား ဆရာလေးထင်း ဆရာတရားဟောလား ဟိုမှာပြန်တူကိုကလည်းဆရာတော် မဆရာလေးတွေထင်းနေတယ်လုံးလည်းမလုံးလည်းဆရာလေးတွေဝိုင်းထင်းနေတယ်လာလာလက်ဆက် ကိုကဒီနေ့ကဆရာတော် ဆရာလေးထင်း ဆရာတော်နောက်မှ ခောက်ခလိုက် နောက်မှကျေးဇူးရှင် ဟုတ်ပြီ ဆရာတော်နဲ့နောက်မှတွေ့ရဆရာတော်စကားတွေကနောက်မှသိခွင့်ရတယ်ဘာလို့လဲလက်ခံနိုင်လဲဆိုတာကိုယ့်ရဲ့နှလုံးသားတွေကစိတ်ကြဲနေလို့နော်ဆရာတော်နောက်မှလက်ခံတာအိန္ဒိယအရင်အိန္ဒိယမှာကောင်းတဲ့နေရာဒေသဘုံတွေရှိသေးတယ်ရွေးချယ်ထားတယ်ကိုယ့်ရဲ့စိတ်နှလုံးသားတွေအဲ့မှာအဲ့ဒီကိုရောက်နေမယ်လို့အဲ့ဒါကြောင့်ရောက်အောင်သွားဖို့ကိုကပူပေါင်းဖို့နေဆရာတော်ခြံထားတဲ့ကိုမလို့မခြံထားဘူးအကားရာဒီကောင်းလို့ပြောရတယ်ငါပြမဲ့အတိညာကိုချက်တယ်ဆိုတာငါရဲ့အတိညာနဲ့ဘလို့မြင်းမြင်းတိကျခါနာနေတယ်လို့အတိညာကိုချက်တယ်ဆိုတာသူ့လိုကူလိုဖူးထူးစင်အောက်တာစိတ်ကိုအရိယာနဲ့ဝင်စားရဖတ်ထားတယ် အဲ့တော့သွားမယ်
ဆရာတော်ဒီနေ့သွားမယ်အမြန်ဆုံးလေနဲ့ပို့ပေးမယ်ကိုကလိုက်ခဲ့မယ်အဲ့ဒါကြောင့်မင်းသားရဲ့ဆုံးပါ ဒီသူတော်ကိုလိုက်လုပ်ပေးလိုက်ပါ အကောက်ကိုချော ပေါ်တော်လိုက်လုပ်ပေး အကောက်နဲ့နောက်နားထောင်နေတယ်မလေးအကောက်လက်ခံနော် တော့တရားနာမယ်တရားထိုင်မယ်နော်ဟုတ်ပြီအဓိကတော့ကိုယ့်အကြောင်းကိုသိအောင်လုပ်တာတရားပဲလေအဲ့လိုလုပ်ချင်အချင်းဒါသူ့အကြောင်းလည်းစကားနဲ့ပြောတာမဟုတ်တော့ဒါလက်တွေ့လုပ်နေတဲ့ဥစ္စာတွေပေါ့သူစိတ်ကဘလို့လဲဘလောက်ကြံလဲဆိုတာဒါတွေကဘလို့ရိုင်းဆိုင်လဲဆိုတာတွေကတခြားလူလည်းသိတယ်နောက်ကာကံရှင်လည်းပြန်သိမယ်အဲ့ဒီအတိုင်းပဲဘယ်လိုမဆိုလုပ်နိုင်တာဒီတော့တောင်ဆိုမယ်အဲ့လိုမျိုးဆရာတော်လက်တွေ့ကြုံရတာလေအပြင်လောကလူတွေကြောင့်မပြောရဘူးဒါရင်းသားထဲမှာတရားလုပ်တာမှဒါစိတ်ကဖောက်ပြန်တော့ပြီဆိုရင်လောကတော်ကမောကြီးပါပြီဆိုရင်အမှန်တောင်ရက်ဆက်ချမ်းကျုပ်သွားတာပေါ့ဒါပေမဲ့ကိုယ့်အပြစ်ကိုကိုယ်မမြင်တော့ဘူးပေါ့သူများကိုပဲအပြစ်ပြောရတာပေါ့ဘယ်သူမှမကောင်းဘူးကိုယ်ဘယ်လိုလုပ်တယ်ပေါ့နော်ဒီကနေ့ကျတော့ဒါသူများမကောင်းတယ်ဆိုတာကမိသားစုဘဝထဲမှာကြုံရတာပဲလေကိုမိသားစုထဲမှာခွဲခြားတာတွေဖက်လိုက်တာတွေအဲ့ဒါတွေကကြုံရမှာအဲ့ဒီကနေပြီးတော့ရရွာနဲ့ပတ်သက်လာမယ်ဒီပညာရေးဆိုလဲကျောင်းလူကျောင်းသားတွေနဲ့ပတ်သက်လဲဒါကြီးနိုင်ငံချင်းတွေကြုံမှာပဲအလုံးလုံးရင်လည်းအလုံးသမားချင်းချင်းပေါ့ဘုန်းကြီးဒီလားရှင်ဝင်တယ်ဘုန်းကြီးဒီလားရှင်ချင်းချင်းအဲကြီးနိုင်ငံချင်းတွေကကြုံရမှာပဲဒါဘာမှဆန်းတဲ့ကိစ္စမဟုတ်ဘူးပေါ့အဲ့ဒီကြားရရပဲကွာကုသိုလ်ကောင်းမှုလုပ်နိုင်အောင်ကြိုးစားဟိုမတရားဆွဆွဲပေါ့နော်ပြီးတော့ကိုယ့်ရဲ့အဖြစ်ကိုအနာတုံးနဲ့စွာပေါ့ကိုယ့်ရဲ့အဖြစ်ကိုပုံကြီးချဲပေါ့အဲ့ဒါတွေကအများအားဖြင့်ဖြစ်နေကြ